Hello မင်္ဂလာပါကျွန်တော်တို့ဒီနေ့ကမြောင်းတကုံပြည်တော်စုလမ်းမှာရှိတယ်ပေါ့နော်ရေတန့်ကုံမီတစ်ခုမှာပေါ့နော်ကျွန်တော်တို့စီပေခံတပေနှစ်ပေအချက်လေးတွားကပ်ပေးရပေါ့နော်ဒီကြောက်စိမ်းအောင်လေးအရန်လာပါတယ်ဒါမီဖို့ကြောင့်သုံးတဲ့ဒီဇိုင်းလေးပေါ့နော်အပြင်မှာလည်းစိမ့်စိမ့်ဆူဆူလေးနဲ့အရန်လာပါတယ်ပေါ့နော်ကျွန်တော်တို့ဒီနေ့3ဆိုင်ဝင်ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီလူအင်အားလေးနဲ့ပေါ့နော်ဒါကတော့နေလေအားဝင်တဲ့ဒုတိယမြောက် site ပေါ့နော်ဒီပုံလေးကတော့မနက်ပိုင်းကဝင်တဲ့မြောက်ကလာက site လေးပေါ့နော်လေကဘိုက်အောက်လေးကတ်တယ်မှန်တင်ကုံလေးကပ်ပေးတာပေါ့နော်ဒါမနက်ပိုင်းကကပ်ပြီးတော့ခုနကပြည်အောင်သူလမ်းမကြီးရေတန့်စက်ရုံလေးကိုရေတန့်ရောင်းတဲ့ကုံမီလေးကိုကျွန်တော်စီပြန်ကပ်ပေးရပါတော့ဒါကတော့ကျွန်တော်တို့ဆိုင်နာကပေါ့နော်နဲစပါးလေးတစ်ခုမှာကွန်ပိုးစစ်အယောင်မကြိုက်လို့ပေါ့နော် wallpaper အပြောင်သားပေါ့နော်အပြင်ဘက်လည်းသုံးလို့ရတယ်အမဲပလိန်းလေးကိုမှကျွန်းကွက်လေးနဲ့ကပ်ပေးနေရပဲဖြစ်ပါတယ်ကျွန်တော်တို့ည9နာရီခွဲဒီကပ်ပေးနေတဲ့ site လေးပေါ့နော်ဒီနေ့ကထူးထူးခြားခြား3 site လေးပေါ့နော်မနက်ဖြန်ဝင်မဲ့ site လေးရှိလို့ကျွန်တော်တို့ဒီနေ့ကို3 site လေးကိုစူးစမ်းပန်းစားလေးဝင်ပေးလိုက်တာဖြစ်ပါတယ်